မရဏတာသခင်ဖျားကြွလာတော်မူဧပြီလ14ရက် ကယ်တင်ရှင်၏ကိုယ်စားလှယ်များသာသနာပလူတို့သည်တင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည့်အမှုမှာဖျားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌တင်တို့၏ကောင်းသောအကျင့်ကိုသူတို့သည်ထောက်ရှု၍ဖျားသခင်ကိုချီးမွမ်းမိအကြောင်းသူတို့ရှိ၌တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2အငယ်7ခရစ်တော်၏နာမကိုဆောင်သောသူတို့သည်မိမိကိုကိုးစားပြုရန်ဖျားသခင်မျှော်လင့်တော်မူသည်သူတို့သည်စင်ကြယ်ဖြိုစင်တန်ရှင်းသူများဖြစ်ရမည်ဖြစ်ကာမိမိနှင့်ဆုံတွေ့သောသူအလုံးထံအလင်းတရားကိုဖော်ပြရမည်ခရစ်တော်၏နောက်လိုက်များသည်စိတ်မြင့်များနှင့်စိတ်ဝင်စားမှုများတွင်လောကနှင့်ခြားနားရမည်ဖြစ်သည်သို့သောသူတို့သည်မိမိတို့ကိုလောကနှင့်တီးခြားခွဲမနေရပါကယ်တင်ရှင်သည်လူတို့နှင့်အစဉ်ရောနှောနေကာဖျားသခင်၏အလိုတော်နှင့်ကိုက်ညီခြင်းမရှိသောအရာမှန်သမျှကိုအားမပေးဘဲသူတို့ကိုချီးမြှောက်ပြီးမြင့်မြတ်စေတော်မူသည်တမန်တရားအဖြစ်သူတို့ကိုတန်ရှင်းစေမည်အကြောင်းအကျွန်ုပ်သည်သူတို့အဖို့အလို့ငါကိုတန်ရှင်းစေပါ၏ဟုကိုတော်မိန့်တော်မူသည်ရှင်ယောဟန်အခန်းကြီး9အငယ်19ဖျားသခင်မေတ္တာ၏အရသာသည်စားကဲ့သို့လောကကြီးကိုမပျက်စီးအောင်ထိန်းသိမ်းရန်ခရိယန်တို့သည်လူတို့ကြားတွင်နေကြရမည်တာ၍မြင့်မားစင်ကြယ်မြင့်မြတ်သောအသက်တာ၏တန်ဖိုးသည်ကျွန်ုပ်၏ကြီးမားသောလိုအပ်ချက်ဖြစ်သည်ခရိယန်အမိခံတို့သည်မိသည့်အသေးသေးမိကိုလောကသည်စောင့်ကြည့်နေသည်တမန်ကျမ်းစာ၏တွင်တင်ချက်များကိုနှစ်လိုဖွယ်သို့မဟုတ်မနှစ်မြုပ်ဖွယ်အဖြစ်ယူဆချက်ကိုလူတို့၏စိတ်ထဲတွင်အစဉ်ဖြစ်နေသည်ဖျားသခင်နှင့်ကောင်းကင်တမန်တို့သည်စောင့်ကြည့်နေကြသည်မိမိတို့အသက်တာအဖြစ်လောကီဆန်ခြင်းထက်ခရိယန်အသက်တာ၏အကျိုးကျေးဇူးကိုပြသရန်သူတို့သည်မြင်ပြီးတန်ရှင်းသောအရ၌အမှုဆောင်ရနေသည်ကိုပြသရန်ဖျားသခင်သည်မိမိလူတို့အားအလိုရှိတော်မူသည်သူတို့ရရှိခဲ့သောတမန်တရားကသူတို့အားကောင်းကင်ဘုံရှင်ဘုရင်၏သားသမီးများဖြစ်စေကြောင်းကိုပြသရန်လဲကိုတော်သည်သူတို့အားမြင်စေခြင်းတော်မူသည်ကိုတော်သည်သူတို့အားမိမိအကန့်အသတ်မရှိသောမေတ္တာနှင့်ဂရုဏာသွန်းလောင်းရာလမ်းကြောင်းဖြစ်စေလိုတော်မူသည်ခရစ်တော်သည်မိမိအသင်းတော်တွင်မိမိကိုဖော်ပြလိုသောဆန္ဒဖြင့်စောင့်နေတော်မူသည်ကယ်တင်ရှင်၏အကျင့်စာရိတ္တတို့သည်မိမိလူတို့တွင်ပြည့်စုံစွာပွားများလာသောအခါကိုတော်သည်မိမိလူတို့ကိုသိမ်းယူရန်ကြွလာလိမ့်မည်စောင့်မျှော်နေခြင်းသာမဟုတ်ဘဲကျွန်ုပ်တို့သခင်ဖျား၏ကြွလာခြင်းကိုလျင်မြန်စေရန်မှာခရိယန်တိုင်း၏အခွင့်အရေးပင်ဖြစ်သည်ကိုတော်၏နာမတော်ကိုခံယူသောအလုံးသည်ကိုတော်၏ဘုန်းဝတ္တိအတွက်အသီးသီးကြမည်ဆိုလျှင်ကဘာတစ်ခုလုံးသို့ဧဝံဂေလိတရားမျိုးစစ်ကိုလျင်မြန်စွာကျဲပြီးဖြစ်လိမ့်မည်နောက်ဆုံးသောကြီးမားသည့်ကောက်နှံများသည်အလျင်အမြန်မှဲ့ကာခရစ်တော်သည်ကြွလာလိမ့်မည်